ဒါလေးကတော့နော်ဒီကောင်လေးကတော့ကျွန်တော်ခွန်ဘရိတ်ရည်ညွှန်းနေပေါ့နော်ဒါပေမဲ့ကရုမာတော့မပေးပါဘူးနော်ကရုမာဘရိတ်မပေးနော်ခွန်ဘရိတ်ပေါ့နော်ခွန်ဘရိတ်နော်ခွန်ဘရိတ်ကိုကျွန်တော်တို့နောက်ထပ်ခွန်ဘရိတ်ပေါ့နော်ဘရိတ်လေးတစ်လုံးတော့မှတ်ထားလိုက်ပေါ့နော်ခွန်ဘရိတ်နော်ခွန်ဘရိတ်အဲ့ဒါကိုကျွန်တော်တို့ကပြန်ကုတ်ကျွန်တော်တို့ဒီမှာထွက်တဲ့အင်္ဂါမနဲ့ထွက်တဲ့ဘရိတ်ဟာပြန်လာမယ်နော်ဒီကိုဘရိတ်ကလည်းကိုဘရိတ်ပြန်လာမယ်တုံညဘရိတ်ကကျွန်တော်တို့တုံညဘရိတ်ပြန်လာမယ်ပေါ့နော်ဒီမှာဆိုရင်လည်းတုံညဘရိတ်ပဲဒီမှာ9ဘရိတ်က9ဘရိတ်ပေါ့နော်ကျွန်တော်တို့6ဘရိတ်ကလည်း6ဘရိတ်ပဲပေါ့နော်ဒီတစ်ဘရိတ်ဆိုတဲ့နေရာမှာလဲကျွန်တော်တို့တစ်ဘရိတ်ပေါ့နော်ဒီလိုလေးလာတယ်နော်ဒီမှာလာမဲ့ဘရိတ်အဲ့တော့အခွေစရာလေးကတော့နှစ်သိမ့်တော့ကစားပေါ့နော်ကျွန်တော်တို့တောက်ကြညရဲ့3ည3ခွန်3ည3နော်ဒီကောင်ပြန်ကြမယ်ပေါ့နော်အဲ့ထက်မှာဒီချက်ပေါင်းခြင်း4နော်ဒီ4နဲ့ဒီ3ညနဲ့40လို့ကြဒီတစ်ပတ်မှာဆိုရင်လည်းကျွန်တော်တို့ဒီမှာ3ည3 3 1 3ည3ဟာ3 1လို့ပြန်ကြပြီးတော့ဒီချက်မှာကျွန်တော်တို့ပေါင်းခြင်း6 3ညနဲ့60လို့လာကြနော်အခုဒီမှာကျွန်တော်တို့3ည3 6 5 3ည3ဟာဒီမှာကြပြီးတော့ဒီပေါင်းခြင်းဒီ4ပေါ့နော်4ဖြစ်တာဖြစ်တဲ့ပေါင်းခြင်း3ပေါ့နော်4 9 3ဖြစ်တာဖြစ်တဲ့အတွက်ဒီ3ညနဲ့ဒီကဏ္ဍပြန်ကြနော်30အဲ့တော့အခွေစရာကအဲ့ဒီမှာနေမဲ့တခါလဲနော်အခွေစရာပေါ့နော်အခွေစရာဒီကောင်နဲ့ပဲယူရနော်3853ညနော်3853ညဒါလည်းဒီတိုင်းပဲကျွန်တော်တို့3853ညအခွေပေါ့နော်88ပေါ့ဒါလည်းဒီတိုင်းပဲ3853ညအဲ့တော့ကျွန်တော်ကတော့တူညီယာပတ်တီးကိုပဲယူမယ်နော်ဒီ3ဒါပြီးခဲ့တဲ့ပတ်ကကျွန်တော်ယူသွားတာကဒီ3ညဒီ8ကိုကျွန်တော်ပေးပြီမဲ့ကရုမှမပေးဘူးနော်ဘာကြောင့်ဒီ8မပေးတော့ဒီချက်8ဒီ8ဖြစ်လို့နော်မပေးဘူးပေါ့အဲ့တော့အပတ်စဉ်ကစားနေတဲ့9-3ညဆိုတဲ့နော်9-3ည2ရက်တစ်ဖြတ်ဆိုတာလေးကိုတော့မမင်းနဲ့ပေါ့နော်9-3ညအပင်လည်းရှည်လာပြီပေါ့နော်ကစားတတ်အောင်လို့နော်9-3ညအပင်လည်းရှည်လာပြီကျွန်တော်တို့ပြီးခဲ့တဲ့ပတ်ကကျွန်တော်တို့4-9နော်ဒီကောင်ပေါင်းရင်4-9ကို9-3ညနဲ့ကတ်တယ်9-4-90နော်ဒီမှာ2 9-3ညရယ်နော်ကဲတော့တူခလေးတူခလေးပဲပေါင်းမယ်ဒီမှာနော်ဒါလေးကိုယူပါအဲ့တော့3နော်အခွေကတော့3-5-3ညခွန်ဖြစ်ပါတယ်ဘယ်သူမှမပေးဘူးเนาะအခွေမပေးဘူးအဲ့တော့နက်ခတ်ကိုဦးစားပေးပြီးတော့ကစားပါเนาะနက်ခတ်ဦးစားပေးကစားပါကြိုက်မှကစားပါเนาะဘရိတ်ကခွန်1เนาะခွန်1တိတယ်เนาะခွန်1တိပြီလားเนาะဘရိတ်ကခွန်1ပါခွန်1လေးပြမယ်เนาะဒါခုနကျွန်တော်ဆွဲသွားတယ်เนาะခွန်ဘရိတ်နော်ပွဲပေါင်းများစွာဒီဘက်ကိုခွန်ဘရိတ်ဒီဘက်မှာလည်းခွန်ဘရိတ်နော်ဒီမှာခွန်ဘရိတ်လာမယ်နော်အဲ့မှာခွန်ဘရိတ်လာပြီးတော့ကျွန်တော်တို့ဒီ3ည3ဆိုတဲ့တိန်းထားတဲ့တောက်ကြတိန်းနဲ့တောင်ပန်က30ဘရိတ်ဟာ30ဘရိတ်လို့ကြခါလေးပဲဗျာကလနာပြက်မှကြောက်လို့နော်30ပရိတ်ဟာ30ပရိတ်လို့လာကြနော်ဒီ3ည3ကလည်း3ည3ပေါ့နော်ဒီမှာကျွန်တော်တို့တောက်ကြ3ည3သူ့ရဲ့တောင်ပံမှာဒီ4ပရိတ်ဟာကျွန်တော်တို့4ပရိတ်လို့လာကြရနော်4ပရိတ်အခုဒီ3ည3မှာကျွန်တော်တို့ကနော်1ပရိတ်ပေါ့နော်အဲ့ဒါကြောင့်ခွန်1ပရိတ်တယ်နော်ကြိုက်ရင်တော့ကစား
ခွန်တစ်ပြိတ်ပါနော်ဒါလေးရှင်းပြပြီးသွားပြီနော်အဲ့တော့ကျွန်တော်3ပတ်တီးကိုပေးပါတယ်30 35 39 38 35 39ခွန်အခွေးနော်နှစ်ခတ်ကိုမွေးပါနှစ်ခတ်ကိုမွေးအဲ့ဒါမှအကြိုက်ဆုံးဒီ3ခွက်ကြက်နော်ဒီ3ခွက်ပဲကြက်အဲ့တော့အဖွင့်နေ့လေးမှာကစားမယ်စရာနော်ဒီမှာကျွန်တော်တို့9 3ညပေါင်းချင်း9အဲ့ဒီ9တစ်လုံးဟာဒီမှာကြမယ်ကျွန်တော်တို့တိ6နော်ဒီမှာသွားမယ်အဲဒီကောင်ပေါင်းချင်း3ပေါ့နော်ဒီ3တစ်လုံးဟာကျွန်တော်တို့တရက်တာ3ကြပြီးတော့ဒီကောင်ပေါင်းချင်းခွန်နော်အဲဒီကောင်ပေါင်းချင်းကကျွန်တော်တို့3ညပေါ့နော်တရက်တာ3ညကြပြီးတော့ဒီကောင်ပေါင်းချင်းကလည်း3ပါပဲတဲ့38နော်38အဲ့တော့ဒီပင်မှာကျွန်တော်တို့1ရက်3ညရဲ့ပေါင်းရင်1လို့ကြပြီးတော့ဒီကောင်ပေါင်းချင်းက38က13နော်39အဲ့တော့ဒီမှာ83ပေါင်းချင်းဒီ1လို့ကြပြီးတော့ဒီကောင်ပေါင်းချင်းဒီကျွန်တော်တို့38ဆိုတဲ့နေရာမှာ16ပေါ့နော်16ဆိုတဲ့နေရာမှာ1တူသွားတယ်ပေါ့နော်အဲ့တော့ဒီကောင်ပေါင်းချင်းဒီဒီကောင်ပေါင်းချင်းကကိုလေးနော်လိုက်ပြရတယ်အစင်ဦးပြီဒီတစ်ကကျွန်တော်တို့နော်ဒီမှာ1 2 1ကိုလေးနော်ဒီမှာက4ကိုကျွန်တော်တို့ဒီမှာကနော်5ပိုင်နဲ့4ကိုနဲ့နော်5 4အခုဒီမှာဆိုရင်ကျွန်တော်တို့1လုံးပိုင်နော်1လုံးပိုင်ဒီမှာ2ခွန်အချိန်နဲ့နော်2ခွန်အချိန်အဲ့ဒါကိုကျွန်တော်တို့က16 1ချိန်2ခွန်အခွေက16 2ခွန်နော်ဒါလေးကိုခွေပြီးတော့ကစားပါနော်အဲ့တော့ဒီမှာဆိုရင်1လုံးပိုင်ဆိုရင်ခွန်1 2 1နော်ဒီလိုသွားခွန်1 2 1ဒါပေမဲ့ကျွန်တော်80ကြိုက်တယ်ခွန်1ကြိုက်တယ်ဒီအားလုံးနဲ့